နာလေးနှစ်ကွက်ပြန်ရှိမယ်ပေါ့နော်အဲ့တော့ဆက်သွားကြရအောင်ဆိုတော့ဒီပင်မှာဆိုရင်လူတွေတောက်ကြမနက်ဈေးက2ထိပ်ညနေဈေးက8ထိပ်ပေါင်းချင်း3ညလို့ဖြစ်တဲ့အတွက်ဒီရဲ့အောက်တစ်ပတ်တာတွင်မှာ16ကိုဒီနှစ်ခွန်လေးထိတော့ပေတံတွေကနေပြီးတော့62တကွက်69တကွက်နဲ့81တကွက်ပေါ့နော်ကဏ္ဍလေး3ကွက်ပြန်ပြီးတော့ရှိနေတယ်အဲ့တော့ဒီပင်လေးကိုကြည့်ရအောင်ဆိုရင်လေတောက်ကြမနက်ဈေးက8ထိပ်ရယ်ညနေဈေးက2ထိပ်ရယ်ပေါင်းချင်းဟာ3ညလို့ဖြစ်တဲ့အတွက်တစ်ပတ်အတွင်းမှာ16ကိုဒီနှစ်ခွန်လေးထိတော့ငွေကဏ္ဍလေးကနေ1ခွန်လေးတကွက်ပြန်ပြီးတော့ရှိမယ်ပေါ့နော်ဆိုတော့ဒီပင်လေးမှာဆိုရင်လေတောက်ကြမနက်ဈေးက9ထိပ်ရယ်ညနေဈေးက1ထိပ်ရယ်အဲ့တော့ဒီထိပ်9နဲ့ဒီထိပ်1ပေါင်းချင်းဟာ3ညလို့ဖြစ်တဲ့အတွက်နောက်တစ်ပတ်မှာ16ကို2ခွန်လေးထိတော့ပေတံလေးကနေ46 sorry ငွေကဏ္ဍလေးကနေ40နဲ့မှ6တကွက်ပြန်ပြီးတော့ရှိပါမယ်နော်ဆိုတော့ဒီပင်လေးမှာဆိုရင်လေတောက်ကြမနက်ဈေးက9ထိပ်ရယ်ညနေဈေးက9ထိပ်ရယ်ပေါင်းချင်းဟာ3ညလို့ဖြစ်တဲ့အတွက်သူရဲ့အောက်တစ်ပတ်တာအတွင်းမှာ16ကို2ခွန်လေးထိတော့ငွေကဏ္ဍလေးကနေ81တကွက်နဲ့69တကွက်ပြန်ပြီးတော့ရှိပါမယ်နော်ဆိုတော့ဒီပင်လေးမှာဆိုရင်ဒီတောက်ကြနေမနက်ဈေးက9ထိပ်ရယ်ညနေဈေးက9ထိပ်ရယ်ပေါင်းချင်းဟာ3ညလို့ဖြစ်တဲ့အတွက်သူရဲ့အောက်10ချိန်တွင်သို့မဟုတ်9ရက်အတွင်းမှာဒီ16ကို2ခွန်လေးထိတော့ငွေကဏ္ဍလေးက21တကွက်ရှိတယ်ပေါ့နော်အဲ့တော့သူကကြားထဲမှာပိတ်ရက်တွေခံနေပေမဲ့လို့လေအဓိက10ချိန်တွင်ကိုယူတာဖြစ်တဲ့အတွက်ကြားထဲပိတ်ရက်ခံနေလေကဏ္ဍထွက်တယ်ဆိုရင်ဒါလေးကပြက်ပင်တွေကိုမပါပါဘူးပေါ့နော်ဆိုတော့ဟုတ်ပါပြီဒါလေးဆိုရင်ကျွန်တော်တို့ဒီ9နှစ်တာကလန်ဒါလေးတွေပြန်ပြီးတော့စစ်ပေးပြီးဖြစ်ပါတယ်အဲ့တော့အကူမတို့အခုကြည့်လိုက်ရတဲ့ကလန်ဒါလေးတွေက9နှစ်တာအတွင်းမှာထွက်ခဲ့တဲ့အပင်အားလုံးတော့မဟုတ်ပါဘူးเนาะကျွန်တော်ကလန်ဒါဖြတ်ဖို့ရာအစင်မပြေတဲ့အပင်တွေက4ပင်လောက်ကျန်သေးတယ်အဲ့ဒါတွေကဟိုကလန်ဒါကအပေါ်နဲ့အောက်ပေါ့เนาะထပ်အောက်ဖြစ်နေတဲ့အတွက်ဖြတ်ပြီးတော့ကျွန်တော်ပြပေးလို့အစင်မပြေလို့အဲ့ဒါလေးကိုခြံထားခဲ့တာပါ